kiss on their hand may be quite continental, but diamonds are their girl's best friend. A square, card or pear shape is wrong, don't lose their shape, but diamonds are the same. The barefoot. Turn to rust, gonna live it up, 'cause it's dangerous. No, I don't wanna play the ball, I just wanna dance with somebody, I just wanna dance with somebody. Listen to my Art Warrior 1, Mandalay City, May 10th, 17 years old. စီကံမဲ့မှဆွပြချင်းကိုရပ်တန့်ကြပါစို့ Art Warrior 6, Mandalay City, May 10th, 22 years old. မြချောင်းရံတိန်ကောတစ်ပင်ဆိုင်ကြပါစို့ ပြုံးရွှင်သောနမပြုံးငယ်တကူလုံးငင်ချောလာပူရဲညမနဲ့တမိရဲ့ပါတယ်တို့တော့မဲ့ကွယ်မောင်ကလေးတသားနဲ့ညလို့ပြောတာဟုတ်ကွယ်မောင်ကလေးတသားနဲ့ညလို့ပြတာဟုတ်ကွယ်ရင်စားစားနဲ့ရင်လိုက်ရတာအဝိစားပါလေအလုံးချင်းနဲ့ရင်စားတာနဲ့ရင်လိုက်ရတာအဝိစားပါလေအလုံးချင်းနဲ့ဒီစားလာရောက်ချဲနိုင်ကြရပင်လန်းဘန်းလို့နဲ့ဒီစားလာရောက်ချဲYour arms around me, tell me everything's okay. Break my bones, but you won't see me fall. Oh, the rising tide will rise against them all. I rise just like a phoenix, born from the ashes. I take care of my own. Torn down where I stand. You can't suffocate my spirit, 'cause I'm the king of my own throne, my own throne. King of my own throne, my own throne. You'll never see me. ဘလို့နားလေလဲဆိုတော့ကိုအကျိုးကိုမငယ်ပဲနဲ့လူများအကျိုးအတွက်အကောင်းဆုံးလှုပ်ဆောင်တာကိုအပရာဟိတစိတ်လို့ခေါ်ပါတယ်။ Art Warrior 14 ရမင်းပြေအောင်ဖြစ်ပါတယ်။ကျွန်မနာမည်ကတော့ရမင်းပြေအောင်ဖြစ်ပါတယ်။ဒီနေ့ရရှိရစုကတော့ Miss Fire ဖြစ်ပါတယ်။ Miss Art Fire ဖြစ်ပါတယ်။မန်လေးမှာတော့ညီမထင်တာတော့ဗောနော်။ဘာလို့ဆိုမန်လေးကအရန်ပူတယ်လေ။ပူတော့ခါကျတော့ဒီတစ်ပင်နေများစိုက်ဖို့လိုအပ်တယ်လို့ထင်ပါတယ်ရှင်။ Okay, Art Warrior 1. ဟုတ်တယ်လေလက်ခုပ်တီးရလေ မေတင်စာနိုင်ဖြစ်ပါတယ်ရှင်ဒီပြိုင်ပွဲမှာ Miss Art Mandalay City ရရှိခဲ့ပေါ့နော်ညီမရဲ့ခံစားချက်ကတော့အရန်ကိုပျော်ရွှင်ရပါတယ်ညီမအတိုင်းမသိဝမ်းသာရပါတယ်လို့ပြောချင်ပါတယ်ရှင်ညီမအရန်ကိုခုံယူမိရပေါ့နော်ဒီ crown တွေဒီလက်ပတ်တွေဆိုတာပေါ့နော်ဒါတပင်တက်ခတ်တွေတရွက်တွေနဲ့အဓိကလှုပ်ထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ခုံယူမိပါတယ်ရှင်ဟုတ်ကဲ့ top 5ဖြစ်ပါတယ် top 16ဝင်တဲ့အလားမယ်များအားလုံးညီမနာမည်ကတော့မီမီကိုပါညီမရတဲ့ဆုကတော့ first runner as Miss Water ဖြစ်ပါတယ်ဟုတ်ညီမအရန်ပျော်ပါတယ်ညီမလုံးဝလည်းမထင်ထားပါဘူးဒါပေမဲ့ညီမအကောင်းဆုံးလုပ်ခဲ့တဲ့အတွက်ပေါ့နော်ညီမအကုန်ယူမိပါတယ်ဒီစုကိုရတဲ့အတွက်ပေါ့နော်ဟုတ်လူကြီးမင်းများကိုအမတ်တရားတပ်ပုံရိုက်ကူးဖို့ဖိတ်ခေါ်ပါရစေ
ညီမအနေနဲ့ကတော့အဓိကတော့ street campaign လို့ခေါ်ရပါတော့ plastic campaign ဆိုရင်ဒီအမိုက်ကောက်တဲ့ကိစ္စလေးတွေရှိမယ်ပြီးသွားရင်လုပ်ပေးချင်တယ်ပြီးသွားရင်တစ်ပင်ဆိုင်ရိုးတဲ့နေရာတွေပိုင်းမှာလည်းညီမဒီလူတွေကိုလည်းတစ်ပင်ပို့ပြီးတော့စိုက်လာအောင်ဒီပြီးအမိုက်တွေကိုလည်းစနစ်တကျစုပြတ်တဲ့အောင်ညီမအနေနဲ့နှိုးဆော်သွားမယ်လို့ပြောချင်ပါတယ်ရှင် Woman of the old